ကျေးဇူးအပေးနေသောပရိသတ်အားလုံးမင်္ဂလာပါ2026 January လ9ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရက်ကအနောက်ရက်စန်းတီယာရက်မြောက်ရက်ရံပေါ်ရာရက်ကအရှေ့ရက်ဖြစ်ပါတယ်မူလစန်းရှင်တဲ့ကအတ္တဒိဋ္ဌာတဲ့ဖြစ်ပါတယ်ဒီနေ့ငကဘောရက်နဲ့တိုက်ဆိုင်တယ်အသွားလာနေတိုင်းထူးပြပြီးယူဆိုင်ရမယ်အနောက်တောင်ရက်ကိုဥတီသွားတဲ့အခါမှာအနေရှိတတ်တယ်တနေ့တာအတွင်းထူးသဖြင့်မနေ့9နိုင်နဲ့10နိုင်ခွဲကြားမှာမတော်တဆညင်ဖြစ်ထွန်းမှုအထူးသတိရှိရမယ်လို့သတ်မှတ်တယ်ကောင်းကင်ဂျိုနေထားရမင်းထုံရာဒီမှာဇာတာပတိဂျိုနောက်ပြန်သွားပြီးတည်ရှိတယ်ကရကရာဒီမှာတနင်္လာဂျိုပြောင်းလဲတည်ရှိတယ်သင်္ယာဒီမှာကိတ်ဂျိုရှိတယ်ဓနုရာဒီမှာတနင်္ဂနွေဂျိုအင်္ဂါဂျိုဗုဒ္ဓဂျိုတောက်ချာဂျိုတို့ဂျိုလေးလုံးတွဲလျက်တည်ရှိနေတယ်ကုံရာဒီမှာရာဟုဂျိုမေရာဒီမှာစနေဂျိုတို့အသီးသီးတည်ရှိနေပါတယ်မိဂယာဒီဘွားတွေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲညီမချက်သေးအောင်မြင်ပဲခက်ခဲလို့ကိုဖြည့်ရှင်းနိုင်မယ်ဝေကုံကြေးကြများမယ်ပြည်သားယာဒီဘွားတွေမှာရှင်ပြိုင်မှုမှမများအောင်မြင်ပဲတခုတည်းမကတဲ့ကိစ္စတွေလုပ်ရမယ်ဝေကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေမှာပြောသမျှလုပ်သမျှတိုးတက်မယ်မေထုံယာဒီဘွားတွေအတွက်အထူးကောင်းတဲ့လုပ်သမျှအစဉ်ပြေခြင်းတိုးတက်ခြင်းနဲ့ရွေးချက်အောင်မြင်ခြင်းရှိမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမရှိသူတိုးတက်မယ်ကရကယာဒီဘွားတွေမှာစီစဉ်သားနဲ့လက်တွေ့ကွာဟမယ်ငွေကြေးကုန်ကြများမယ်ရပတိဘက်ကနေရှင်းပြီးတော့ရမယ်ဆက်ပစ္စည်းပစ္စည်းများတဲ့တရားဒီဘွားတွေမှာငွေဝင်မယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်ကံရဒီဘွားတွေမှာထူးခြားတဲ့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုကိုရမယ်အခက်အခဲအလုံးကိုဖြေရှင်းနိုင်မယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူရပြည့်စုံခြင်းကိုကြောက်မယ်တူရဒီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းပေါ်ပေါက်လာတဲ့ဂျန်စီတဲ့တို့ကိုလက်တွေ့ကောင်းတဲ့ပေါင်းမြင်ခြင်းတွေကြုံမယ်အလုပ်ကိုကိစ္စပရိကြုံမယ်ကိစ္စရာဒီဘွားတွေမှာခီးကိစ္စပိတ်နေတာကိုပြန်ပွင့်မယ်ရက်တန်းတဲ့လူတွေပြန်ပွင့်လာမယ်ပြတ်နေတဲ့ဆက်တွေပြန်နေဆက်ဆက်မိမယ်ဓနုရာဒီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်ထူးခြားတဲ့အတွေ့အကြုံတွေနဲ့တိုးတက်မှုတွေကိုကြုံမယ်မကာရရာဒီဘွားတွေမှာစမ်းပွင့်မယ်ဒူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရစုပေါင်းလုပ်ငန်းကျိုးပေးမယ်ကုံရာဒီဘွားတွေမှာတပားသူနဲ့မတူတဲ့ရှုထောင့်ကနေလောက်ကရေးအငြင်းပွားကြရရှိတဲ့ကစားကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်ပြီးတော့သာမန်နဲ့မြင့်တဲ့အနေထားနဲ့တိုးတက်မှုကိုရမယ်။မေယာဒီဘွားတွေအတွက်ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ငွေကြေးကံကောင်းမယ်။အတိုက်ခံနေငယ်ရှိမယ်။စေတနာဝေဒနာဖြစ်တတ်တယ်။တနေ့တာကာလအတော်တွေမှာအဖြူရောင်စိမ်းရောင်မိကိုရောင်တို့ကိုကျိုးပြီးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်။အိမ်မှာရှိနေတဲ့ကော်ဘူးကော်ခွဲဟောင်းနေရှာဖွေစွန့်ပစ်ခြင်းကိုထပ်မံဆောင်ရွက်ပါအញ្ញံကင်းပြီးကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်ကျေးဇူးအပေးနေသောပရိသတ်အားလုံးမင်္ဂလာပါ2026 January လ9ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရက်ကအနောက်ရက်စန်းတီယာရက်ကမြောက်ရက်ရံပေါ်ရာရက်ကအရှေ့ရက်ဖြစ်ပါတယ်မူလစန်းရှင်တဲ့ကအတ္တဒိဋ္ဌာတဲ့ဖြစ်ပါတယ်ဒီနေ့ငကဘောရက်နဲ့တိုက်ဆိုင်တယ်အသွားလာနေတိုင်းထူးပြပြီးယူဆိုင်ရမယ်အနောက်တောင်ရက်ကိုဥတီသွားတဲ့အခါမှာအနေရှိတတ်တယ်တနေ့တာအတွင်းထူးသဖြင့်မနေ့9နိုင်နဲ့10နိုင်ခွဲကြားမှာမတော်တဆညင်ဖြစ်ထွန်းမှုအထူးသတိရှိရမယ်လို့သတ်မှတ်တယ်။ကောင်းကင်ဂျိုနေထားရမင်းထုံရာဒီမှာဇာတာပတိဂျိုနောက်ပြန်သွားပြီးတည်ရှိတယ်။ကရကရာဒီမှာတနင်္လာဂျိုပြောင်းလဲတည်ရှိတယ်။သင်္ယာဒီမှာကိတ်ဂျိုရှိတယ်။ဓနုရာဒီမှာတနင်္ဂနွေဂျိုအင်္ဂါဂျိုဗုဒ္ဓဂျိုတောက်ချာဂျိုတို့ဂျိုလေးလုံးတွဲလျက်တည်ရှိနေတယ်။ကုံရာဒီမှာရာဟုဂျိုမေရာဒီမှာစနေဂျိုတို့အသီးသီးတည်ရှိနေပါတယ်
မိသားရာသီဘွားတွေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲရည်မှန်းချက်သစ်အောင်မြင်ပဲခက်ခဲလို့ကိုဖြည့်ရှင်းနိုင်မယ်ဝေကုန်ကြေးကြများမယ်ပြည့်သားရာသီဘွားတွေမှာရှင်ပြိုင်မှုမှမများအောင်မြင်ပဲတခုတည်းမကတဲ့ကိစ္စတွေလုပ်ရမယ်ဝေကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေမှာပြောသမျှလုပ်သမျှတိုးတက်မယ်မေထုံရာသီဘွားတွေအတွက်ထူးကောင်းတဲ့လုပ်သမျှအစဉ်ပြေခြင်းတိုးတက်ခြင်းနဲ့ရွယ်ချက်အောင်မြင်ခြင်းရှိပဲလုပ်ငန်းမရှိသူလုပ်ငန်းရမရှိသူတိုးတက်မယ်ကရကရာသီဘွားတွေမှာစီစဉ်နိုင်တဲ့လက်တွေ့ကွာဟမယ်ငွေကြေးကုန်ကြများမယ်ရပတိဘက်ကနေရှင်ပြီးလုပ်ရမယ်ဆက်ပစ္စည်းပျက်စီးများတဲ့သင်ရာသီဘွားတွေမှာငွေဝေမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်ကံရာသီဘွားတွေမှာထူးခြားတဲ့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုကိုရမယ်အခက်အခဲအလုံးကိုဖြေရှင်းနိုင်မယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူရပြည့်စုံခြင်းကိုကြောက်မယ်တူရာသီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းပေါ်ပေါက်လာတဲ့ဂျန်စီတဲ့တို့ကိုလက်တွေ့ကောင်းတဲ့ပေါ်မြင်ခြင်းတွေကြောက်မယ်အလုပ်ကိုကိစ္စပရိကြောက်မယ်ဒိဋ္ဌာရာသီဘွားတွေမှာခီးကိစ္စပိတ်နေတာကိုပြန်ပွင့်မယ်ရပ်တန့်တဲ့လူတွေပြန်ပွင့်လာမယ်ပြတ်နေတဲ့ဆက်တွေပြန်နေဆက်ဆက်မိမယ်ဓနုရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်ထူးခြားတဲ့အတွေ့အကြုံတွေနဲ့တိုးတက်ဖို့တွေကိုကြောက်မယ်မကာရရာသီဘွားတွေမှာစမ်းပွင့်မယ်ဒွေရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရစုပေါင်းလုပ်ငန်းကျိုးပေးမယ်ကုံရာသီဘွားတွေမှာတပားသူနဲ့မတူတဲ့ရှုထောင့်ကနေလောက်ကရေးညှင်းပွားကြရရှိတဲ့ကစားကိုလမ်းကြောင်းတွေကိုထိုးပေါက်ပြီးတော့သာမန်နဲ့မြင့်တဲ့အနေအထားနဲ့တိုးတက်မှုကိုရမယ်မေယာသီဘွားတွေအတွက်ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ငွေကြေးကံကောင်းမယ်အတိုက်ခံနေငယ်ရှိမယ်စေတနာဝေဒနာဖြစ်တတ်တယ်တနေ့တာကာလအတော်အတွင်းမှာအဖြူရောင်ဆေးရောင်မိကိုရောင်တို့ကိုကျိုးပြီးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်အိမ်မှာရှိနေတဲ့ကော်ဘူးကော်ခွဲဟောင်းတွေရှာဖွေစွန့်ပစ်ခြင်းကိုထပ်မံဆောင်ရွက်ပါအញ្ញံကီမီကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်ချေရွှာပေးနေသောပရိသတ်အလုံးမင်္ဂလာပါ2026 January လ9ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရက်ကအနောက်ရက်စန္တီယာရက် မြောက်ရက်ရံပေါ်ရာရက်ကအရှိရက်ဖြစ်ပါတယ်မူလစမ်းရှင်တဲ့ကအတ္တဒိဋ္ဌာတဲ့ဖြစ်ပါတယ်ဒီနေ့ငကဘောရက်နဲ့တိုက်ဆိုင်တယ်အသွားလာနေတိုင်းထူးပြပြီးယူဆိုင်ရမယ်အနောက်တောင်ရက်ကိုဥတီသွားတဲ့အခါမှာအနေရှိတတ်တယ်တနေ့တာအတွင်းထူးသဖြင့်မနေ့9နိုင်နဲ့10နိုင်ခွဲကြားမှာမတော်တဆညင်ဖြစ်ထွန်းမှုအထူးသတိရှိရမယ်လို့သတ်မှတ်တယ်။ကောင်းကင်ဂျိုအနေထားရမင်းထုံရာသီမှာဇာတာပတိဂျိုနောက်ပြန်သွားပြီးတည်ရှိတယ်။ကရကရာသီမှာတနင်္လာဂျိုပြောင်းလဲတည်ရှိတယ်။သင်ရာသီမှာကိတ်ဂျိုရှိတယ်။ဓနုရာသီမှာတနင်္ဂနွေဂျိုအင်္ဂါဂျိုဗုဒ္ဓဂျိုတောက်ချာဂျိုတို့ဂျိုလေးလုံးတွဲလျက်တည်ရှိနေတယ်။ကုံရာသီမှာရာဟုဂျိုမေရာသီမှာစနေဂျိုတို့အသီးသီးတည်ရှိနေပါတယ်မိသားရာသီဘွားတွေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိပဲရည်မှန်းချက်သစ်အောင်မြင်ပဲခက်ခဲလို့ကိုဖြည့်ရှင်းနိုင်မယ်ဝေကုန်ကြေးကြများမယ်ပြည့်သားရာသီဘွားတွေမှာရှင်ပြိုင်မှုမှမများအောင်မြင်ပဲတခုတည်းမကတဲ့ကိစ္စတွေလုပ်ရမယ်ဝေကြီးကဏ္ဍလုပ်ငန်းကဏ္ဍတွေမှာပြောသမျှလုပ်သမျှတိုးတက်မယ်မေထုံရာသီဘွားတွေအတွက်ထူးကောင်းတဲ့လုပ်သမျှအစဉ်ပြေခြင်းတိုးတက်ခြင်းနဲ့ရွယ်ချက်အောင်မြင်ခြင်းရှိပဲလုပ်ငန်းမရှိသူလုပ်ငန်းရမရှိသူတိုးတက်မယ်ကရကရာသီဘွားတွေမှာစီစဉ်နိုင်တဲ့လက်တွေ့ကွာဟမယ်ငွေကြေးကုန်ကြများမယ်ရပတိဘက်ကနေရှင်ပြီးလုပ်ရမယ်ဆက်ပစ္စည်းပျက်စီးများတဲ့သင်ရာသီဘွားတွေမှာငွေဝေမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောက်မယ်ကံရာသီဘွားတွေမှာထူးခြားတဲ့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုကိုရမယ်အခက်အခဲအလုံးကိုဖြေရှင်းနိုင်မယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူရပြည့်စုံခြင်းကိုကြောက်မယ်တူရာသီဘွားတွေမှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းပေါ်ပေါက်လာတဲ့ဂျန်စီတဲ့တို့ကိုလက်တွေ့ကောင်းတဲ့ပေါ်မြင်ခြင်းတွေကြုံမယ်အလုပ်ကိုကိစ္စပရိကြုံမယ်ဒိဋ္ဌာရာသီဘွားတွေမှာခီးကိစ္စပိတ်နေတာကိုပြန်ပွင့်မယ်ရပ်တန့်တဲ့လူတွေပြန်ပွင့်လာမယ်ပြတ်နေတဲ့ဆက်တွေပြန်နေဆက်ဆက်မိမယ်ဓနုရာသီဘွားတွေမှာရေးပါတဲ့ဆုံးဖြတ်ချက်စရမယ်ထူးခြားတဲ့အတွေ့အကြုံတွေနဲ့တိုးတက်မှုတွေကိုကြုံမယ်မကာရရာသီဘွားတွေမှာစမ်းပွင့်မယ်ဒွေရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရ
စုပေါင်းလုပ်ငန်းကြိုးပေးမယ်။ကုံရာဒီဘွားတွေမှာတပားသူနဲ့မတူတဲ့ရှုထောင့်ကနေလောက်ကရေးအငြင်းပွားကြရရှိတဲ့ကစားကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်ပြီးတော့သာမန်နဲ့မြင့်တဲ့အနေထားနဲ့တိုးတက်မှုကိုရမယ်။မေယာဒီဘွားတွေအတွက်ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ငွေကြေးတန်ကောင်းမယ်။အတိုက်ခံနေငယ်ရှိမယ်။စေတနာဝေဒနာဖြစ်တတ်တယ်။တနေ့တာကာလအတော်တွင်မှာအဖြူရောင်စိတ်ရောင်မိကိုရောင်တို့ကိုကြိုးပြီးတဲ့ရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်။အိမ်မှာရှိနေတဲ့ကော်ဘူးကော်ခွဲဟောင်းနေရှာဖွေစွန့်ပစ်ခြင်းကိုထပ်မံဆောင်ရွက်ပါအញ្ញံကင်းပြီးကောင်းခြင်းတွေရလာပါမယ်ကျေးဇူးတင်ပါတယ်